ငါတို့ရဲ့နေအများရောက်တွေ့လို့လားတောင်းလေယူနေရလူမျောပါသွားတဲ့ရွာဝါလေးများပမာကံမြေချစိတ်ဆန်းများစီမာရေစလေးတချို့ဟာတစ်ချိန်မှာမိုးပြည့်အေးချမ်းစေဖို့ရာဘူကန်ကငွေကြီးဖွေးနေရှာတခါနေရာဒီကိုရောက်ခဲ့ပြန်ပေါ်ကွာတန်လျက်တွေ့တာပြေးသွားဒီလူတွေကဖြားမြဲဖြားကဘာဖြားမြဲဖြားနေတာပင်လေပင်တဲကိုပျော်ဝင်သွားရေခဲဆိုင်များလားငါတို့အိမ်မက်များလားမရေရဝိုင်ပြောင်းသွားတဲ့တိရွက်ကလေးတွေမွေးဖွားရတစ်ပင်ကိုင်းခတ်စီမှမြေလော်ပေါ်သို့တင်းထွက်ပြေးနေအေးဆက်ချင်းနဲ့မတူကွဲပြားတဲ့ငွေတက်ကလေးတွေချင်းငက်ကလေးတွေရဲ့တီဆိုတန်လေးပြေတဲ့တွေးရမျောလုံးလုံးနှွေးတဲ့ပေးစောစီးစွာကြရောက်တဲ့မနဲ့ခင်းတွေနေအောင်ကြည့်တဲ့အလင်းတွေမြေပြင်ပေါ်တက်ဆင်းကျွေပန်းပေါင်းစုံပွင့်နေရတဲ့လှတရားကိုဖန်ဆင်းစီတိတ်ဆိတ်ခြင်းဟာလေဒီယာဒီရဲ့ဂုံတက်တီကိုတစ်ပတ်တလန်းကတက်သွင်းရွေဦးသူရဲ့ကောင်းကျေအောင်ဆုံးထွန်းလင်းတော့ပါလို့လင်းလန့်နေတာလင်းအောင်များခါမဲ့ဖြန့်ကျဲနေဒီຫນွေရာဒီဟာကဲပြင်းအခန်းချောက်ကူးပြောင်းသွားတဲ့ကစားကွင်းဖြစ်အချီချိုတန်းလန်းနဲ့ဆွင်ကလေးဝင်ပြီးမှပျော်ရင်ပိုင်းလွင်ညနေဆောင်ရင်ရောင်လီတန်းနဲ့နေဝင်ချိန်တွေလန်းလို့ဘာကြောင့်မှမသိရင်လိုပဲဒီຫນွေမှာလဲလွမ်းပုံမိတဲ့ခါနေရာဒီကိုရောက်ခဲ့ပြန်ပေါ်ကွာတန်လျက်တွေ့တာပြေးသွားဒီလူတွေကဖြားမြဲဖြားကဘာဖြားမြဲဖြားနေတာပင်လေပင်တဲကိုပျော်ဝင်သွားရေခဲဆိုင်များလားငါတို့အိမ်မက်များလားမရေရလွမ်းစုတန်းတကြရီများတဲ့နေရာဒီပါမြောက်ဖြစ်တတ်ကြတဲ့စာတင်ငန်းလဲဖုံတက်နေတာတေးကြပြီကွာအခန်းတောင်ကပြန်ကျင်းနေသောနေကြစီများမှာဖြစ်များရှိမလားဖွက်ထားတဲ့လွမ်းနေကြပန်းကလေးတွေမှာဖွေရှာကြည့်ပါတခါနေရာဒီကိုရောက်ခဲ့ပြန်ပေါ်ကွာအရင်နှစ်လိုပါပဲလားဒီလူတွေကဖြားမြဲဖြားကဘာဖြားမြဲဖြားနေတာပင်လေပင်တဲကိုပျော်ဝင်သွားရေခဲဆိုင်များလားငါတို့အိမ်မက်များလား